Hello အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မှာတော့မင်းဘဝတွေကိုဘယ်သူတွေဝင်လာဖို့ရှိလဲပေါ့နော်ဘယ်လိုလူတွေဝင်လာမလဲဘယ်လိုပုံစံရှိမလဲသူ့ဘက်ကစိတ်ထားဘာစဆက်ဖြစ်မလဲရေရှည်မှာရောဆိုရက်ဟာဒီအကုန်လုံးကိုကြည့်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့မင်းဘဝတွေကိုဘယ်သူတွေဝင်လာဖို့ရှိလဲပေါ့နော်အဲ့တော့ဒီ love အခြေရေးအတွက်ပေါ့နော်ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ pi 1 2 3 4အဲ့တော့ဒီပိုင်တွေကတစ်ခုရွေးပေးပါပြီးတော့လို့ရှိရင် comment မှာ man ခဲ့ပေးပါပေါ့နော်ပြီးတော့ဒီအောက်မှာminute လေးတွေပြပေးတာပါမယ်ပေါ့နော်အဲ့တော့ဒီ minute လေးတွေကြည့်ပြီးတော့နောက်မှာသွားပြီးတော့ဒီ minute တွေနဲ့ဆိုင်တဲ့ပိုင်တွေမှာသွားပြီးကြည့်လို့ရပါတယ်အဲ့တော့အကယ်၍ကိုအတွက် personal reading တွေမေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ before after ရဲ့ Telegram မှာလည်းမေးမြန်းလို့ရတယ်လို့မျိုး Facebook မှာလည်းလာရောက်မေးမြန်းလို့ရပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်တာယာတဲ့နေ့ရက်လေးဖြစ်ကြပါစေအားလုံးပဲမင်္ဂလာပါအခုတစ်ခါမှာတော့ပိုင်1နေအတွက်ကြည့်ရှုပေးမှာဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်ကတော့မင်းဘဝတွေဘယ်သူတွေဝင်လာဖို့ရှိလဲပေါ့နော်အခြေရေးအတွက်ကြည့်ရှုပေးမှာဖြစ်ပါတယ်အခုလက်ရှိမှာဘယ်လိုဖြစ်နေလဲဘယ်သူဝင်လာဖို့ရှိလဲဘယ်လိုပုံစံရှိမလဲပြီးတော့သူ့ဘက်ကစိတ်ဓာတ်ရေးရှည်စင်ပြေမလားဆိုတဲ့အချက်တွေကိုကြည့်ပေးတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့လို့ဆိုပိုင်1နေကိုစတွေ့ရတဲ့အချိန်မှာဘာ energy ရလဲဆိုတော့ကိုလာ play မဲ့သူရဲ့ energy မျိုးအရင်ရတယ်ပေါ့နော်လာပြီးတော့ play မဲ့လူတယောက်ရှိတယ်ဒါပေမဲ့သူနဲ့မစုံချင်လို့လည်းမရဘူးစုံရမယ်ဆိုရယ်ကံပါတယ်အဲ့လိုကံမျိုးရှိနေတာမျိုးဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်ဝက်နေသူနဲ့စုံဖို့ရှိတယ်အဲ့ဒါကိုထိတ်ဆုံးမှာလာတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်ဝက်နေအတွက်ဒီဘယ်သူတွေဝင်လာဖို့ရှိလဲဆိုတာအကြောင်းကိုစာပြောမယ်ဆိုရင်ပိုင်ဝက်နေခုလက်ရှိမှာဘလို့ဖြစ်နေလဲဆိုတော့အချစ်ခံချင်တာပဲပြောရမလားပိုင်ဝက်နေလိုချင်တာကမေတ္တာဂရုဏာအဲ့ဒါလေးရရင်ရပြီဆိုတော့လူတွေတော်တော်များတယ်ပေါ့နော်ဒီပိုင်ဝမ်ရွေးထားတဲ့သူတွေမှာပေါ့ဒါပေမဲ့ပိုင်ဝမ်နေစီမှာဘလို့ဖြစ်နေလဲဆိုတော့ကိုနောက်ကျော်မှာကိုပဲရှိတယ်ဆိုတဲ့ဟာမျိုးဒီမှာတော့တွေ့ရတယ်ပေါ့နော်ကိုဦးဆောင်နေရတယ်ကိုပြန်ပြီးတော့ကြည်နေရတယ်ပြောမယ်ဆိုကိုကလည်းအားကိုးအားထားပြုကျင်တဲ့သူရှိကျင်တယ်လိုချင်တယ်ဒါပေမဲ့မရနေတဲ့ပုံစံမျိုးဒီမှာတွေ့ရတာပေါ့နော်ကိုလိုချင်တာဒါလေးပါပဲဆိုတော့လူတွေဒီပိုင်ဝမ်သမားတွေများတယ်ပေါ့နော်ဒါပေမဲ့ပိုင်ဝမ်တွေကိုလေဒီကိုရဲ့မိသားစုကရောတငယ်ချင်းတွေရောဘယ်သူမှအားကိုလို့မရပဲကိုနောက်ကျော်ထဲမှာကိုနောက်ကျော်မှာကိုပဲရှိရဲဆိုတာမျိုးအဲ့လို energy မျိုးပဲတောက်လျှောက်ရတယ်ဒါပေမဲ့ပိုင်ဝမ်နေလိုချင်တာကကိုကိုချစ်ပေးမယ် view site ပေးမယ်အဲ့ဒါပဲလိုချင်တာဒါပေမဲ့ရတော့ရလိမ့်မယ်ခဏပဲရလိမ့်မယ်ပြီးရင်အသေးကွဲတာတော့မဟုတ်ကိုယ့်ဘက်ကနာချင်းနဲ့လက်လွတ်လိုက်ရတာမျိုးကြုံရလိမ့်မယ်လို့ကြိုတင်ပြီးတော့တတိပေးခြင်းတယ်ပေါ့နော်ပိုင်ဝမ်သမားတွေကိုအဲ့တော့ပိုင်ဝမ်သမားတွေဘယ်သူတွေဝင်လာဖို့ရှိလဲဆိုတော့ခုနကပြောသလိုပဲကိုဂရုစိုက်ပေးမယ်သူတော့ဝင်လာမယ်ဒါပေမဲ့ရေရှည်ခံမှာမဟုတ်ခဏပဲသိလားတစ်ဖက်လူကကိုလာပြီးတော့ပလေးတယ်ဆိုတာတချို့ဒီပိုင်ဝမ်သမားတွေကတဝက်ကကြတော့ပလေးခံရတာတက်လေတစ်ဖက်လူကကိုချစ်မလားကိုနဲ့အဆင်ပြေမလားတွဲလိုက်တယ်သူ့ဘက်ကလည်းဂရုစိုက်ပေးဒါပေမဲ့သူ့ဘက်ကကိုမျှော်မှန်းတာသူမဖြစ်လာတဲ့အချိန်မှာသူ့ဘက်ကကိုရေရှည်စင်မပြေဘူးလို့တွေးတဲ့အချိန်မှာတစ်ဖက်လူကစွန့်ခွာသွားတယ်ဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရတာပေါ့နော်အဲ့တော့ဒီနှစ်ယောက်ဝင်လာဖို့ရှိတယ်ပထမတစ်ယောက်ကတော့ပိုင်ဝမ်သမားတွေကို play မယ်လို့သုံးလို့မယ်ဆိုတဲ့တစ်ယောက်ပေါ့နော်သူရဲ့ဆိုတဲ့ sign ကတော့ Taurus sign ကိုတော့ဒီမှာ energy မှာလာပေါ်နေတယ် Taurus sign တော်တော်များများဖြစ်လိမ့်မယ်ပြီးတော့ Aries Capricorn အဲ့သုံးခုတွေကတစ်ခုခုဖြစ်လိမ့်မယ်ပေါ့နော်ဒါကတော့ဒီမှာတက်မြင်တာလေးပြောပြတာပေါ့အဲ့တော့အဲ့ sign နေဖြစ်လိမ့်မယ်နောက်တစ်ယောက်ကကျတော့တော်တော်လေးအေးအေးဆေးဆေးနေမယ်ဒါပေမဲ့ပိုင်ဝမ်သမားတွေသဘောကျမဲ့ပုံစံတော့ဖြစ်မှာမဟုတ်ဘူးအဲ့နောက်တစ်ယောက်ကလေအရန် AC လုံးလို့ old school ပုံစံဖြစ်နေလိမ့်မယ်ပေါ့နော်ဘယ်လိုပြောရမလဲသူ့ရဲ့ပုံစံအရန်ရိုးတာစိတ်ဝင်စားဖို့မကောင်းတာအဲ့ဒါကြောင့်ပိုင်ဝမ်သမားတွေတို့ကိုတိတ်ပြီးခယူးဆိုင်ဖြစ်မှာမဟုတ်အလေးထားပေးမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ तू ကတော့ပိုင်ဝမ်သမားတွေတော်တော်လေးခယူးဆိုင်ပေးမယ် तू ဒါပေမဲ့တခုရှိတာကအဲ့လူကအရန်အေးဆက်နေတတ်တယ်သူ့ကိုပြောမှလုပ်ပေးတတ်တဲ့ तू ပေါ့နော်အဲ့လိုငါဒါလေးလုပ်ချင်တယ်လို့ပြောမှလုပ်ပေးတတ်တယ်ပေါ့နော်ဒါပေမဲ့ပိုင်ဝမ်သမားတွေကြတော့အလိုက်သိပြီးတော့ပဲပြောရမလားကိုလိုအပ်တာလေးတွေဖြည့်ပေးတာမျိုးဂရုတစိုက်ဖြည့်ပေးတာမျိုးလိုချင်ကြတယ်ပိုင်ဝမ်သမားတွေကလည်းအဲ့ဒါမျိုးအရန်လုပ်ပေးတတ်တယ်သိလားဒီကိုကသူ့ကိုကြည့်လိုက်တယ်သူဒါလေးလိုအပ်တယ်ဆိုကိုကဖြည့်ပေးတယ်သူ့ဂရုစိုက်ပေးချစ်ပေးတယ်အဲ့လိုလူမျိုးတွေပိုင်ဝမ်ရွေးရတဲ့သူတွေစီမှာများတယ်ပေါ့နော်အဲ့ဒါကြောင့်နောက်တစ်ယောက်ကပိုင်ဝမ်နေစိတ်ထဲမှာအာယုံစိုက်ပြမှာမဟုတ်ဘူးစိတ်ထဲမှာတော့ရှိပြမှာမဟုတ်ဘူးလို့ဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့
ဒီမှာတွေ့ရတာကတော့2ယောက်တော့ဝင်လာဖို့ရှိတယ်လောလောဆယ်ဒီနှစ်ထဲမှာပေါ့နော်အခုဒီဗီဒီယိုကြည့်တဲ့အချိန်ကနေစပြီးတော့6လအတွင်းမှာပေါ့နော်အဲ့2ယောက်တော့ဝင်လာဖို့ရှိတယ်ပထမတစ်ယောက်ကိုတော့တတိထားပါတော်တော်လေးပလေးတာမျိုးကိုလိုသုံးလို့သွားတာမျိုးကြုံရလိမ့်မယ်မျောမှန်းတာမျိုးမဖြစ်တာမျိုးကြုံရလိမ့်မယ်ဒုတိယတစ်ယောက်နဲ့တော့အဆင်ပြေပေမဲ့ဒီပိုင်ဝမ်းသမားတွေကတဝက်လောက်ပဲအဲ့ဒုတိယလူရွေးချယ်ပြလိမ့်မယ်တော်တော်များများမရွေးချယ်ပြဘူးဆိုတဲ့ပုံစံမျိုးဒီမှာသွားပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဝင်လာမဲ့ပုံစံတွေကတော့ပထမတစ်ယောက်ကတော့တော်တော်လေးသီးသက်သားနဲ့ပိုင်ဝမ်းတွေသဘောကျလုံးမဲ့ပုံစံမျိုးချင်းကပ်လိမ့်မယ်ဒုတိယတစ်ယောက်ကတော့လုံးဝအေးဆက်ဆက်နဲ့ပိုင်ဝမ်းတွေလုံးဝစိတ်ဝင်စားမှာမဟုတ်ဘူးတိလားသူ့ပုံစံလေးဟိုဆက်ဆက်ချင်းကြီး reflect ပုံစံလိုမျိုးသူ့ကိုရွေးချယ်လို့မသိတဲ့ပုံစံလိုမျိုးတွေဖြစ်နေလိမ့်မယ်ပေါ့နော်ယုံကြည်ရပါမလားဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပိုင်ဝမ်းသမားတွေစိတ်ထဲမှာဖြစ်နေလိမ့်မယ်ဒါပေမဲ့ဒုတိယလူကတော့ပိုင်ဝမ်းသမားတွေတော့ပို့ပြီးအဆင်ပြေလိမ့်မယ်ဒါပေမဲ့တခုရှိတာကပိုင်ဝမ်းတွေတော်တော်များများဒုတိယလူရွေးချယ်တဲ့သူတွေပေါ့နော်ရွေးချယ်ပြီးသွားရင်သူကအေးဆက်ဆက်ကြီးငါသူ့ကိုတကယ်ရောချစ်ရလားသူကတော့ငါ့ကိုချစ်ပေးတယ်ငါတို့တကယ်ရောချစ်ရလားငါသူနဲ့ရည်ရှိနေနိုင်ရလားဆိုတဲ့မိကုန်းတွေကပိုင်ဝမ်းသမားတွေရဲ့စိတ်ထဲမှာပေါ်လာလိမ့်မယ်လို့ဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့သူချစ်ရွေးမလားကိုချစ်ရွေးမလားဆိုတဲ့ဟာမျိုးကိုနည်းနည်းစဉ်းစားရမယ်ဟာလေးပေါ့နော်ပိုင်ဝမ်းသမားတွေစီမှာတော့အဲ့လိုလေးလာတွေ့ရတယ်အဲ့တော့စိတ်ထားကိုပြောရမယ်ဆိုရင်တော့ပထမတစ်ယောက်ကတော့လေ play မဲ့တစ်ယောက်ကတော့ play မယ်ပေါ့နော်လိုသုံးလုံးမယ် play မယ်တော်တော်လေးတတိထားရမယ်ကိုယ့်စီကလိုအပ်တာတွေပဲယူသွားလိမ့်မယ်ဒါပေမဲ့ဒုတိယတစ်ယောက်ကတော့ကိုယ့်စီကလိုအပ်တာမယူဘဲနဲ့သူကလည်းသူ့ပုံစံနဲ့သူနေတယ်ကိုယ်ကလည်းကိုယ်ပုံစံနဲ့ကိုယ်နေဆိုပြီးတော့အဲ့လိုပုံစံမျိုးနေမဲ့သူပေါ့နော်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ပိုင်ဝမ်းသမားတွေပဲရှိတယ်သူ့စိတ်ထဲမှာလေတခြားလူမရှိနေပိုင်ဝမ်းသမားတွေကိုလုံးဝရိုးမြေကြချစ်မဲ့သူတွေပေါ့နော်ဒါပေမဲ့တခုရှိတာကပိုင်ဝမ်းတွေတွေးထားတဲ့မျောလင့်ထားတဲ့ပုံစံအတိုင်းမဖြစ်လာတဲ့အတွက်စိတ်ပြည့်ရမှာတော့ရှိတယ်ဥပမာကိုကချစ်ချင်းမြတ်တာလေးပေးမယ်ဂယူးဆိုင်ပေးတယ်ဖတ်ပေးတယ်ကျင်နာပေးတယ်တခုနေမကောင်းပြုစုပေးတယ်အဲ့ဒါမျိုးလိုချင်တယ်ဒါပေမဲ့ဒုတိယလူကအဲ့လိုမဟုတ်ပဲနဲ့ဟိုသူ့မှာငွေရှိတယ်ဆိုရင်မုတ်တွေဝယ်ပေးတယ်ပြင်ထားခဲ့တယ်အဲ့လိုပုံစံမျိုးဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့သူ့ဘက်ကမချစ်တာတော့မဟုတ်ချစ်တယ်ဂယူးဆိုင်ပေးလိမ့်မယ်ပိုင်ဝမ်းသမားတွေကိုကျင်နာပေးလိမ့်မယ်ဒါပေမဲ့အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အတွက်ပိုင်ဝမ်းတွေဘက်ကစိတ်ပြက်လိမ့်မယ်ပေါ့နော်ငါလိုချင်တဲ့တလို့မဟုတ်လေရင်တော့ play ခဲ့တဲ့သူကမပူကောင်းမယ်ဆိုတဲ့ဟာမျိုးဒီမှာဖြစ်လာလိမ့်မယ်အဲ့ဒါလေးကိုတော့သတိထားရမယ်ပေါ့နော်ပိုင်ဝမ်းသမားတွေအနေနဲ့အဲ့တော့ဘာဆက်ဖြစ်ဖို့ရှိလဲဆိုတာမျိုးပြောရမယ်ဆိုရင်ပိုင်ဝမ်းသမားတွေအနေနဲ့ကတော့တော်တော်များများကဒီ play မဲ့တယောက်ကိုပဲရွေးချယ်ဖြစ်ဖို့များနေတယ်ဒုတိယလူရွေးချယ်ဖြစ်ဖို့နည်းနေရမျိုးဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာတော့ overall energy အရာပိုင်ဝမ်းသမားတွေအနေနဲ့ကတော့ဒီကိုယ်လိုသုံးလုံးမဲ့လူ play မဲ့သူဟိုရွေးဖို့များနေတယ်အဲ့တော့ရေရှည်ကတော့အဆင်ပြေမှာမဟုတ်ဘူးသူရွေးချယ်ပြီးရင်ရေရှည်မျှော်မှန်းလို့မရဘူးရေရှည်တွေးရလို့မရဘူးဆိုတဲ့ဟာမျိုးဒီမှာတွားပြီးတွေ့ရတာပေါ့နော်အဲ့တော့ပိုင်ဝမ်းသမားတွေအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နည်းနည်းတော့သတိထားစီခြင်းတယ်ပေါ့နော်ကိုယ်အနေနဲ့လောလောဆယ်မှာချစ်ချင်းမေတ္တာလိုအပ်တယ်ဂရုစိုက်မှုတွေလိုအပ်တယ်အထီးကျန်နေတဲ့တယောက်ကိုလိုအပ်နေတယ်ဆိုပြီးတော့မြင်မြန်ဆန်ဆန်ကြီးတယောက်ကိုပေါ့နော်မရွေးချယ်လိုက်ဖို့လိုအပ်တယ်ရွေးချယ်လိုက်တဲ့တယောက်ကကိုယ့်အတွက်ပိုဆိုးသွားစေနိုင်တဲ့ဟာမျိုးဖြစ်တတ်တယ်ဥပမာကိုကအဆက်ပြအောင်လို့ဆိုပြီးတော့စားလိုက်တဲ့မုတ်ကပိုဆက်နေတာမျိုးပေါ့နော်စစချင်းတော့ချိုးတယ်လို့ထင်ရပေမဲ့ပိုဆက်နေရမျိုးဖြစ်တတ်တယ်အဲ့ဒါလေးကိုတော့သတိထားတင်တဲ့ပိုင်ဝမ်းနေနေနဲ့ပေါ့နော်အဲ့တော့ပိုင်ဝမ်းတွေကိုဒါမျိုးလေးတော့တွေ့ရတယ်ဒီအခုဗီဒီယိုကြည့်ရတဲ့အချိန်ကနေနောက်ထပ်6လအတွင်းမှာ2ယောက်ဝင်လာဖို့ရှိတယ်အဲ့ဒါမျိုးလေးတော့တွေ့ရတာပေါ့နော်အဲ့တော့ပိုင်ဝမ်းသမားတွေအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပဲပြန်ဆုံကြမယ်နော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲမင်္ဂလာပါအခုတစ်ခါမှာတော့ပိုင်2တွေအတွက်ကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်မင်းဘဝတဲ့ဘယ်သူတွေဝင်လာဖို့ရှိလဲအခြေအနေနဲ့ပတ်သက်ပြီးတော့ကြည့်ပေးမှာဖြစ်ပါတယ်ခုလက်ရှိဘယ်လိုဖြစ်နေလဲဘယ်သူတွေဝင်လာဖို့ရှိလဲသူရဲ့ပုံစံဘယ်လိုဝင်လာမလဲသူဘက်ကစိတ်ထားဘာတွေဆက်ဖြစ်မလဲဆိုတော့အကြောင်းကိုကြည့်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဘယ်သူတွေဝင်လာဖို့ရှိလဲဆိုတာကိုတစ်ချက်ကြည့်ပါမယ်အဲ့တော့ပိုင်2တွေစီကိုအရင်ဆုံးပြောမယ်ဆိုပိုင်2တွေလက်ရှိမှာဘာဖြစ်နေလဲပေါ့နော်လက်ရှိမှာကကြတော့ပိုင်2တွေနေနဲ့တော်တော်လေးဆက်ဆက်ထိမခံတဲ့အနေထားမျိုးအခုချိန်မှာရောက်နေလိမ့်မယ်တော်တော်လေးကိုဘယ်လိုပြောရမလဲ
စိတ်တူနေတဲ့အနေထားပဲပြောအောင်လားလို့ energy မျိုးကိုချက်ချင်းရလိုက်တယ်ပေါ့နော်ကိုအရင်တော့ကတော့ပိုင်တူးသမားတွေတော်တော်များငြိမ်ခံနေတဲ့သူတွေမှာပါငြိမ်ခံနေရင်ဆိုတာလေသူတို့ကိုပြန်ပြောလို့ရတယ်ဒါပေမဲ့ပြန်မပြောငြိမ်နေရဆိုတဲ့မှာပါတယ်လောလောဆယ်မှာတော့ပိုင်တူးတွေနေနဲ့ဘသူလာပြောပတ်ခနဲ့ပြန်ပြောလိုက်တာမျိုးရှိရယ်ဆက်ဆက်တိမခံတာမျိုးဒေါသနည်းနည်းဖြစ်တဲ့ပိုပြီးဖြစ်တက်လာတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးဖြစ်တာမျိုးဒီမှာလောလောဆယ်သွားတွေ့နေရအဲ့ဒါဘာကြောင့်လဲဆိုတော့လေပိုင်တူးတွေနေနဲ့လုံးဝမခံနိုင်တော့တဲ့အနေထားပေါ့နော်တီးခံနိုင်တဲ့အတိုင်းဒါခိတ်ဆုံးရောက်နေရမျိုးသွားတွေ့ရတယ်အဲ့တော့ဒီထက်ပိုပြီးတော့ပိုင်တူးတွေနေနဲ့ပိုပြီးတုံးပြန်လာလိမ့်မယ်ပိုပြီးတော့ကိုယ့်ရဲ့ရပိုင်ခွင့်ပိုယူလာလိမ့်မယ်ဥမာအလုပ်မှာပဲဖြစ်ဖြစ်အခြေမှာပဲဖြစ်မိသားစုမှာပဲဖြစ်ဖြစ်တငယ်ချင်းတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကဒါကိုရပိုင်ခွင့်ရှိရဲဒါကိုပြောတဲ့နေဆိုရင်ပိုင်တူးတွေနေနဲ့ပြောလိမ့်မယ်ဆိုတဲ့ဟာမျိုးဒီမှာလာတွေ့ရတယ်အခုလက်ရှိမှာပေါ့နော်ဒါလေးတွေတော့ဖြစ်နေတယ်အဲ့တော့ဘသူတွေဝင်လာဖို့ရှိလဲဆိုတော့ဝင်လာမယ့်လူကတော့နည်းနည်းတော့များတယ်ဒါပေမဲ့အဲ့ထဲမှာတယောက်ကိုပိုင်တူးတွေရွေးချယ်ပြလိမ့်မယ်အဲ့တယောက်ကပိုင်တူးတွေအတွက်တော်တော်လေးအဆင်ပြေလိမ့်မယ်ရေရှည်သွားလိမ့်မယ်ဒါပေမဲ့ရေရှည်သွားပေမဲ့နည်းနည်းသတိထားမယ့်အချက်တွေပါလိမ့်မယ်ပေါ့နော်အဲ့ဒါကိုနောက်ပိုင်းမှာပြပြပေးပါမယ်အဲ့တော့ပိုင်တူးတွေစီဘသူတွေဝင်လာဖို့ရှိလဲဆိုတော့တော်တော်များများကဒီ online social media ကနေပြီးတော့လာပြီးစကားပြောကြတာရှိလိမ့်မယ်ဒါပေမဲ့အပြင်မှာတည်တဲ့သူကတစ်ယောက်ပါလိမ့်မယ်အဲ့တစ်ယောက်ကတော့ပိုင်တူးတွေအတွက်တော်တော်လေးအဆင်ပြေလိမ့်မယ်ပေါ့နော်ဒီအဲ့တစ်ယောက်ကပိုင်တူးတွေအနေနဲ့ခေနာကြတဲ့သူဒါမှမဟုတ်ကိုနဲ့လုံးဝ personality လုံးဝကိုက်တဲ့သူပေါ့နော်ဥမာတခါကျရင်ကိုပြောလိုက်တဲ့စကားကိုတခြားလူတွေကိုတငယ်ချင်းတွေကိုမိသားစုတွေတောင်နားမလည်ဖြစ်မယ် तू ကတန်းပြီးသိတာမျိုးတန်းပြီးပေါက်တာမျိုးတန်းပြီးနားလဲတာမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပေါ့ဥမာကဟာတာပုံလေးတွေကြောင်ပုံလေးတွေပို့တယ်ဟာတာဗီဒီယိုလေးတွေပို့တယ်ဒါပေမဲ့တစ်ဖက်လူတခြားလူတွေကမတုံ့ပြန်ပေမဲ့ဒီတယောက်ကပိုင်တူးတွေကိုအဲ့လိုပုံစံမျိုးလေးပြန်ပို့တာမျိုးပိုင်တူးတွေပို့တဲ့ဟာကိုပြန်ပြီးတုံ့ပြန်တာမျိုးသူလဲဒါမျိုးလေးတွေသဘောကျလို့ပိုင်တူးကိုလာပို့တာမျိုးအဲ့လိုပုံစံမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ personality တူရင်တူမတူရင်ခင်နာကြတဲ့သူဖြစ်လိမ့်မယ်လို့ဒီမှာလာပြီးတော့တွေ့ရတာပေါ့နော်အဲ့တော့ပိုင်တူးတွေစီကိုတော်တော်များဝင်လာဖို့ရှိတယ်အခုဗီဒီယိုကြည့်ရချိန်ကနေပြီးတော့နောက်ထပ်6လအတွင်းမှာ4ယောက်လောက်ဝင်လာဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့4ယောက်ထဲမှာ2ယောက်လောက်ကတော့ပိုင်တူးကိုစကားကြီးလာပြောပြမယ်ဒါပေမဲ့သူတို့ဘက်ကရေရှည်သွားဖို့ commitment မပေးနိုင်တာခရီးမပေးနိုင်တာမျိုးကိုယ်ဖွင့်ပြောဖို့တိတ်ပြီးမစင်စားရတဲ့သူမျိုးဖြစ်လိမ့်မယ်ဒီတိုင်းပဲအပျော်စကားလာပြောတဲ့ပုံစံမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ပိုင်တူးတွေစီကို4ယောက်လောက်ဝင်လာပေမဲ့2ယောက်ပဲကြံခဲ့လိမ့်မယ်အဲ့2ယောက်ထဲမှာကိုနဲ့ခုနကခင်နာကြတဲ့သူကိုနဲ့ personality တူတဲ့သူပုံစံတူတဲ့သူတယောက်ကတော့ကိုယ်တော်တော်လေးရေရှည်မှာချင်းကပ်လိမ့်မယ်ရေရှည်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ तू ကလောမှာမဟုတ်ပိုင်တူးတွေဘက်ကတော့ तू ကငါ့ကိုသဘောကျနေရလားမသိဘူးဖွင့်မပြောသေးဘူးလားမသိဘူးလို့တွေးပေမဲ့တစ်ဖက်လူကအချိန်ယူလိမ့်မယ်ရေရှည်သွားပြလိမ့်မယ်ပေါ့နော်အဲ့ဒါမျိုးလေးကိုဒီမှာသွားပြီးတော့တွေးရတယ်အဲ့တော့နောက်တစ်ယောက်ကကြတော့ပိုင်တူးတွေကိုခဏပဲလာပြီးချင်းကပ်ဖြစ်လိမ့်မယ်ပေါ့နော်ခဏပဲကိုနဲ့သူနဲ့စကားပြောတယ်သူကကိုဖွင့်ပြောတယ်မရဘူးရတယ်နောက်တစ်ယောက်ပြောင်းမယ်ဆိုတဲ့သူမျိုးပေါ့နော်အဲ့တော့အများကြီးပိုင်တူးတွေစီမှာကြံခဲ့မှာတော့မဟုတ်ဝင်လာမဲ့သူကတော့ရှိတယ်ဒါပေမဲ့တစ်ယောက်ပဲကြံခဲ့လိမ့်မယ်အဲ့တစ်ယောက်ကပိုင်တူးတွေအတွက်အဆင်ပြေတဲ့သူပေါ့နော်ဒါပေမဲ့ဘာတတိထားရမလဲဆိုတော့2ယောက်ကရေရှည်သွားတဲ့အချိန်မှာတွဲတဲ့အချိန်မှာသူ့ဘက်မှာကအတိတ်တုန်းကအခြေရင်းကံမကောင်းခဲ့တာမိသားစုကံမကောင်းခဲ့တာ broken family မိသားစုပြိုကွဲခဲ့တာမျိုးဖြစ်ခဲ့တယ်အဲ့ဒါကြောင့်ပိုင်တူးတွေအနေနဲ့သူ့ကိုပြန်ပြီးဟင်းလေးလုပ်ပေးရမှာမျိုးရှိလိမ့်မယ်သူ့ကိုပြန်ပြီးတော့ကိုကလိုအပ်ချက်ဖြည့်ပေးရမယ့်ပုံစံမျိုးလေးတွေရှိလိမ့်မယ်ပေါ့နော်အဲ့ဒါမျိုးဒီမှာသွားပြီးတွေ့ရတယ်ပြီးတော့ပိုင်တူးတွေဘက်မှာကလည်းကိုယ့်စီမှာမရခဲ့တဲ့ဟာတွေကိုလည်းပိုင်တူးတွေကလိုချင်တယ်ပေါ့နော်မရခဲ့တဲ့ဟာဆိုတော့ဥမာပိုင်တူးတွေဒီမှာတွေ့ရတဲ့တော်တော်များများကလေကိုကဒီအချစ်ခံခြင်းလို့အကောင်းပြောခံခြင်းလို့ဆိုတာထက်လေကိုလုံနိုင်တဲ့လောက်လည်းလှုပ်တယ်ဒါပေမဲ့အတိမတ်ပြုတ်မှုလေးတော့လိုချင်တာပေါ့နော်ဒါပေမဲ့ပိုင်တူးတွေတော်တော်များများမရခဲ့ဘူးသီလားမရခဲ့တဲ့အတွက်ပိုင်တူးတွေကလည်းဒါမျိုးလေးလိုချင်ကြတယ်ဥပမာ main ကလေးတွေဆိုရင်ဒီလိုလေးဝတ်ထားတယ်ဒီလိုလေးပြင်ထားတယ်လှလာလို့မေးစရာမလိုပဲနဲ့သူ့ဘက်ကအရင်ဆုံး appreciate လုပ်တာမျိုးပြောတာမျိုးချီးကျူးတာမျိုးလေးလည်းလိုချင်ကြရတယ်ပေါ့နော်အဲ့လိုမျိုးပဲတော်လိုက်တာဘယ်လိုဖြစ်လိုက်တာစသဖြင့်အဲ့လို appreciation လုပ်တာမျိုးလေးတွေကိုလည်းပိုင်တူးလေးတွေကလိုချင်ကြတာမျိုးဒီမှာသွားတွေ့ရတယ်အဲ့တော့ကိုယ့်ဘက်ကအကောင်းဆုံးစူးစမ်းပြီးတော့လေတစ်ဖက်လူရဲ့ချီးကျူးတာဂုဏ်ပြုတာလေးတွေလိုချင်တယ်လို့ကိုကလည်းသူ့ကိုပြန်ပေးတယ်ဒါပေမဲ့သူ့ဘက်က
လိုချင်တာကအဲ့ဒါမဟုတ်ဖြစ်နေတယ်ပေါ့နော်သူဘက်ကလိုချင်တာကဒီတက်ပို့ပြီးဂယူဆိုင်မှုချစ်ချင်းမြတ်တာသူမရခဲ့တဲ့ဟာတွေလိုချင်တာပေါ့နော်အဲ့တော့နှစ်ယောက်ကရေရှည်သွားမယ်ဆိုတော်တော်လေးညှိရွာလိမ့်မယ်မဟုတ်လို့ရှိရင်တော့ရေရှည်သွားဖို့ခဲရင်းလိမ့်မယ်လို့တွေ့ရတယ်တယောက်နဲ့တယောက်တန်မိုးထားတာချင်းမတူတာမျိုးလေးလည်းဖြစ်လိမ့်မယ်ပေါ့နော်တယောက်ကပစ္စည်းဥစ္စာကျွဲဝပြီးမှနေချင်တာမျိုးဖြစ်တယ်တယောက်ကကြတော့ပေါ့ပါပါနဲ့ငွေရှိနေအောင်ဟိတ်ကြီးဟန်ကြီးမနေချင်တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်တော်တော်လေးတော့ပိုင်လူသမားတွေညှိရွာလိမ့်မယ်ရေရှည်သွားပေးဖို့ပေါ့နော်ဒီတယောက်နဲ့လေမဟုတ်လို့ရှိရင်ညှိမယူနိုင်ရင်လမ်းခွဲရတာမျိုးပြက်ဆဲသွားတာမျိုးဖြစ်ဖို့ရှိတယ်ဒါလေးကတော့ဒါဒီမှာတွေ့ရလို့ပေါ့နော်ရေရှည်သွားတဲ့အချိန်မှာဒါမျိုးလေးတွေဖြစ်တတ်တယ်ဆိုတာမျိုးလေးမြင်ရတယ်အဲ့တော့အတစ်ချက်ကိုတော့သတိထားရမယ်ပေါ့နော်အဲ့တော့ပိုင်တူးသမားတွေအနေနဲ့ဒီဝင်လာမဲ့သူကတော့ Capricorn energy တော့တော်တော်လေးများရတယ်ပေါ့နော်ဝင်လာမဲ့တယောက်ကလေအဲ့တော့ကိုနဲ့အတိတ်တုန်းကတီးခဲ့ဘူးတဲ့သူခင်ခဲ့ဘူးတဲ့သူမဟုတ်ရင်ခုနလိုဒီ personality တူတဲ့တယောက်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့သူနဲ့ကတော့ရေရှည်သွားပြလိမ့်မယ်လို့မြင်ရတယ်ကျန်တဲ့သူတွေကတော့ဒီတိုင်းပျောက်သွားကြမဲ့သူတွေများတယ်လို့တော့ဒီမှာသွားပြီးမြင်ရတယ်ပေါ့နော်အဲ့တော့ပိုင်တူးသမားတွေအနေနဲ့ပေါ့နော်ဒီတစ်ဖက်လူကတော့ကိုပေါ်ဒီနောက်ဆုံးကြံခဲ့မိတယောက်ကတော့ကိုယ့်ဘောကောင်းလိမ့်မယ်ချစ်ပေးလိမ့်မယ်ဂရုစိုက်ပေးလိမ့်မယ်ဒါမဲ့အဲ့နှစ်ယောက်ရဲ့တန်မိုးထားတာမတူတဲ့ကြားမှာတော်တော်လေးညှိယူရလိမ့်မယ်တိလားနှစ်ယောက်ကချစ်ပေးမယ်ကွဲကွာသွားတာမျိုးဖြစ်လိမ့်မယ်လို့မြင်နေရတဲ့အတွက်လေနည်းနည်းလေးတော့တဏှီထားစေခြင်းနဲ့ပေါ့နော်ညှိယူစေခြင်းနဲ့စိတ်ရှည်လက်ရှည်နဲ့စကားအေးစေးပြောစေခြင်းနဲ့တခုခုဆိုရင်မဖြေရှင်းတာတဲ့ဖြေရှင်းပြီးမှလောက်တာမျိုးဖြစ်တဲ့နဲ့ဒီတိုင်းစိတ်ဆိုးစိတ်ကောက်တာမျိုးထက်လေအဲ့ဒါလေးတော့နည်းနည်းတော့တတိထားမယ်လို့တော့ဒီမှာတွေ့ရတယ်မကြခင်သူဝင်လာဖို့ရှိတယ်ပေါ့နော်မကြခင်ရောက်လာဖို့ရှိရဲအခုကနေပြီးအခုဒီဗီဒီယိုကြည့်ရဲ့အချိန်ကနေပြီးတော့6လအတွင်းပေါ့နော်အဲ့တော့ပိုင်တူးသမားတွေအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အကယ်၍ personal reading အတွက်မေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ before after ရဲ့ Telegram အကောင့်မှာလာရင်မေးလို့ရတယ်လို့မျိုး Facebook မှာလည်းလာရောက်မေးမြန်းလို့ရပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်အကယ်၍ကိုကဒီ reading လေးတွေကိုနောက်ထပ်ကြည့်ရှုချင်တယ်ဆိုလို့ရှိရင် comment လေးတွေမှတ်သွားခဲ့ပေးပါဦးနော်အဲ့တော့အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်ကဲအားလုံးပဲမင်္ဂလာပါခုတစ်ခါမှာတော့ပိုင်း3တွေပေါ့နော်ကိုရဲ့ဘဝရဲ့ဘယ်သူတွေဝင်လာဖို့ရှိလဲအခြေရေးအတွက်ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ခုလက်ရှိမှာဘယ်လိုဖြစ်နေလဲဘယ်သူဝင်လာဖို့ရှိလဲဘယ်လိုပုံစံရှိမလဲဘယ်လိုဝင်လာမလဲသူဘက်ကစိတ်ထားရေးရှည်အဆင်ပြေမလားဆိုတဲ့ reading ကိုကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပိုင်း3တွေဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်ပိုင်း3တွေအနေနဲ့လေခုလက်ရှိမှာဘယ်လိုဖြစ်နေလဲဆိုတော့အရင်ပြောပြမယ်ဆိုရင်ပိုင်း3တွေအနေနဲ့ကိုယ့်ရဲ့တကယ်ပုံစံကိုပဲဖုံးကွယ်ရတယ်ပြောမလားအဲ့ဒါမျိုးဖြစ်နေတာမျိုးဒီမှာတန်းပြီးတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့တကယ်ပုံစံငကိုမူလပုံစံဖုံးကွယ်ရရတယ်အကြောင်းမျိုးကြောင့်ပေါ့နော်ကိုကဒီလိုပုံစံလေးဖြစ်ချင်တယ်ဒီလိုလုပ်ချင်တယ်ဒါမဲ့ကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်အလုံးနေရဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကြောင့်ကိုတကယ်ရှိချင်တဲ့ပုံစံဖုံးကွယ်ရတာမျိုးဒီမှာတွေ့ရတယ်ပေါ့နော်အထူးသဖြင့်ပိုင်း3တွေမှာဘာတွေ့ရလဲဆိုတော့ကိုကဥပမာဒီကိုချစ်ရသူနဲ့အကြောင်းလေးတင်ချင်တယ်ကျူးချင်တယ်ဒါပေမဲ့သူများတွေပြောမှကြောက်တာသူများတွေပြောမှစိုးတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကဝိုင်းပြောမှစိုးတာအဲ့ဒါတွေကြောင့်မလုံးဖြစ်တာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေရှိနေမယ်ပေါ့နော်အဲ့တော့ဒီပိုင်း3တွေကြည့်တဲ့လူကအများကြီးဆိုတော့တယောက်နဲ့တယောက်တော့မတူဒါပေမဲ့ကိုဖြစ်နေတဲ့ဟာကိုတကယ်ဖြစ်နေတဲ့အတိုင်းမနေနိုင်ဘဲနဲ့ဖုံးကွယ်ပြီးနေရတာမျိုးဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့ဒါကလေကိုအခုဝင်လာမဲ့သူကကိုအဲ့ဒါဖွင့်ထုတ်ပေးလိမ့်မယ်သိလားဖွင့်ထုတ်ပေးပြီးတော့ကိုယ့်ရဲ့တကယ်ငကိုမူလပုံစံကိုသူကလမ်းပြပေးလိမ့်မယ်ဆွဲခေါ်သွားလိမ့်မယ်ဖွင့်ထုတ်ပေးခံရလိမ့်မယ်လို့ဒီမှာသွားတွေ့ရတယ်ပေါ့နော်အဲ့တော့ဘယ်သူဝင်လာဖို့ရှိလဲဆိုတော့အရင်ဆုံးပုံစံကိုရေးမြင်ရတယ်သူ့ရဲ့ပုံစံအရက်ရှိတယ်အရက်တော်တော်လေးရှိတယ်ပေါ့နော်ရှည်တဲ့နေရာမှာပါတယ်ပေါ့ပြီးတော့အသားလက်တယ်ဖြူတဲ့ဘက်သွားတယ်အဲ့လိုပုံစံမျိုးလေးမြင်ရတယ်ပေါ့နော်ပြီးတော့သူကပိန်နေပေါ့နော်ပိန်နေအဲ့လိုခြေချောင်းလက်ချောင်းနေရှည်တဲ့ပုံစံမျိုးလေးရှိလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီမှာသွားပြီးတွေ့ရတယ်အဲ့လိုလူတယောက်တော့ဝင်လာဖို့ရှိတယ်ပြီးတော့
ဒီအခုဗီဒီယိုကြည့်ရချိန်6လအတွင်းပေါ့နော်အဲ့လိုလူဝင်လာဖို့ရှိတယ်ဒါပေမဲ့တခြားကိုယ်စကားလာပြောတာလာပြီးတော့ချင်းကတ်တဲ့သူတွေတော့2ယောက်3ယောက်တော့ရှိတယ်ဒါပေမဲ့အဲ့လိုပုံစံတွေကိုဒီမှာလာပြီးတော့တိတ်မပြဘူးသိလားတကယ်ကိုနဲ့ရေရှည်သွားမဲ့သူဝင်လာမဲ့သူဒီမှာပို့ပြီးတော့ပြနေတယ်အဲ့တော့အဲ့တယောက်ဝင်လာဖို့ရှိတယ်ပေါ့နော်သူကကိုယ့်ရဲ့ပုံစံတွေကိုဆွဲထုတ်ပေးလိမ့်မယ်ကိုယ့်မေကုန်းတွေပြန်ထုတ်ပေးလိမ့်မယ်အဲ့တော့သူနဲ့နေရတဲ့ချိန်မှာဘာဖြစ်မလဲဆိုတော့ကိုကနာကျင်ရတာမျိုးဖြစ်လိမ့်မယ်ဥပမာနေကိုဝတ်ချင်တဲ့ပုံစံဝတ်လေဘာလို့သူများတွေပြောတာနားထောင်နေရလဲလို့သူကမေးတယ်ဆိုရင်ကိုယ့်စီမှာလည်းကိုယ့်အကြောင်းရင်းနဲ့ကိုယ်လေအဲ့တော့နာကျင်ရလိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့ပုံစံသူကဆွဲထုတ်ပေးနေတာဖြစ်တဲ့အတွက်နာကျင်ရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုဒီမှာတွေ့ရတယ်အဲ့လိုတွေမေးခံတဲ့အခါမှာလည်းကိုယ့်ဘက်ကဘယ်လိုပြောရမလဲतू ကငါ့ကိုနားမလဲပေးဘူးလားငါတလို့ဖြစ်လို့ဒါမျိုးဖြစ်နေရအမှန်တကယ်ဆို तू အားပေးရမှာဘာလို့ဒါမျိုးလာမေးနေရလဲဆိုတဲ့ဟာမျိုးတွေပါဖြစ်လိမ့်မယ်ပေါ့နော်အထူးသဖြင့် trigger ဖြစ်လိမ့်မယ်ဆက်ဆက်တိမခံဖြစ်သွားတာမျိုးပေါ့နော်ပြောရင်ကိုယ့်အနာကိုဒုံးနဲ့လာပြီးအဲ့လိုစွနေတယ်လို့မျိုးဖြစ်လိမ့်မယ်ကိုယ့်အနာကိုလာပြီးတော့စားနေပတ်တယ်လို့ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့သူ့ကြောင့်ပဲကိုကကိုယ့်ပုံစံကိုပို့ပြီးဆွဲထုတ်လာနိုင်လိမ့်မယ်လို့ဒီမှာသွားပြီးတွေ့ရတာပေါ့နော်အဲ့တော့ဒီတစ်ဖက်လူနဲ့တွေ့ဖို့ကလည်းကိုကကန့်ကျင်မှာပါတဲ့အတွက်ကိုယ့်ရဲ့ကံပါတဲ့အတွက်တွေ့ရဆုံရဖို့ဖြစ်တယ်ပြီးတော့တစ်ဖက်လူကအလှပါကြိုက်တယ်ဒီလားအလှပါကြိုက်တယ်ဆိုတဲ့အတွက်ကိုကလည်းကိုယ့်ရဲ့ပုံစံမှာဖုံးကွယ်ထားတဲ့ဟာတွေကိုလည်းထွက်လာတယ်လို့ပို့ပြီးတော့ကိုယ့်ရဲ့ပုံစံ fashion ကျလာလိမ့်မယ်ပို့ပြီးတော့ကြည်ကောင်းလာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေလည်းဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုဝင်လာမလဲဆိုရင်သူ့ဘက်ကဒီတချို့ကဒီပိုင်တိုရီမှာတော်တော်များများဆိုတော့လေဒီမှာတွေ့ရတာက social media ပေါ့နော် comment တစ်ခုကနေပြီးတော့စတိရတာမျိုးဖြစ်လိမ့်မယ်အဲ့လို social media တနေရာနေပြီးတော့လေသူနဲ့ကိုယ်နဲ့လည်းမတိဘဲနဲ့စခင်ရတာမျိုးဖြစ်လိမ့်မယ်တချို့တွေကြောက်လဲပွဲမှာလေကိုယ်နဲ့မတိပဲစုံလိုက်ရတာမျိုးအဲ့လိုမတိဘဲနဲ့လို့တနေရာမှာဖြတ်ခနဲ့စုံလိုက်ရပြီးတော့ခင်သွားတဲ့ပုံစံမျိုးဖြစ်လိမ့်မယ်ပေါ့နော်ပြီးတော့ရေရှည်စကားပြောရတဲ့မှာကိုယ်နဲ့သူနဲ့ back and forth သွားလိမ့်မယ်ဘာလို့လဲဆိုတော့ तू ကကိုယ့်ကိုတောက်လျှောက်အဲ့လိုမေးခွန်းနေမေးမယ်ဆွဲထုတ်ပေးမယ်ဆိုတဲ့အတွက်ကိုကလည်းသူ့ကိုတစ်ခါလေရှောင်နေတာမျိုးဖြစ်လိမ့်မယ်အဲ့တော့ तू နဲ့စကားပြောလိုက်ရှောင်နေလိုက်စကားပြောလိုက်ရှောင်နေလိုက်ကဒီနောက်ဆုံး तू ကလည်းကိုယ့်ကိုသဘောကျနေတာတည်သွားတယ်လို့ကိုကလည်းသူ့ကိုသဘောကျနေတာတည်ပြီးတော့မှလက်တွဲပြလိမ့်မယ်လို့ဒီမှာတွေ့ရဒါပေမဲ့အချိန်တော့ကြာမယ်ပေါ့နော်နှစ်ယောက်ကလက်တွဲပြဖို့ပါလေကြားထဲမှာအဲ့လိုစကားတွေပြောလိုက်ပြန်ပြောက်သွားလိုက်အဲ့လိုဖြစ်လိမ့်မယ်ပေါ့နော်အထူးသဖြင့်တော့ကိုယ့်ဘက်ကရှောင်နေတာမျိုးပိုဖြစ်လိမ့်မယ်လို့ဒီမှာသွားပြီးတော့တွေ့ရတယ်အဲ့တော့သူ့ဘက်ကစိတ်ထားကတော့ကိုယ့်ကိုတကယ်ဖြစ်စေခြင်းနဲ့တော်စေခြင်းနဲ့တက်စေခြင်းနဲ့ဒီထက်ပိုပြီးတော့လုံနိုင်စေခြင်းနဲ့ပုံစံမျိုးလေးဒီမှာသွားတွေ့ရတယ်အဲ့တော့သူ့ဘက်ကလည်းကိုယ့်ကိုအဲ့လိုစိတ်ရေးမှန်လေးရှိရပေါ့နော်ဒါပေမဲ့သူ့ဘက်ကလေဘယ်လိုပြောရမလဲဒေရိုးပြောတတ်တာမျိုးလေးတွေရှိတယ်ဒါကသူ့ရဲ့ထူးခြားချက်ပေါ့နော်ဒေရိုးပြောတတ်တဲ့အတွက်ကိုကလည်းပြောရမယ်ဆိုရင်ကိုယ့်စီမှာဒဏ်ရာတွေရှိခဲ့တဲ့အတွက်လည်းဘယ်လိုပြောရမလဲလို့လက်မခံနိုင်တဲ့ခါလည်းရှိရပေါ့နော်လက်ခံဖို့နိုင်ဖို့အတွက်လည်းအချိန်ယူရတယ်အဲ့တော့နှစ်ယောက်ကဂျားထဲမှာအဆင်မပြေဖြစ်လိုက်ပြန်ဆင်ပြေလိုက်အဲ့ဒါမျိုးဖြစ်ပြီးမှတွဲပြမယ်လို့တွေ့ရတယ်တော်တော်လေးကြာမယ်ပေါ့တော်တော်လေးကြာပြီးမှတွဲပြလိမ့်မယ်အဲ့တော့အဆင်ပြေသွားပြီဆိုရင်လည်းသူနဲ့ရေရှည်သွားပြလိမ့်မယ်ပေါ့နော်သူ့ရဲ့ပုံစံလည်းကိုကလက်ခံနိုင်ကိုယ့်ရဲ့ပုံစံနဲ့သူကလက်ခံနိုင်ပြီးတော့မှရှေ့ဆက်သွားလိမ့်မယ်လို့ရှိရင်ရေရှည်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်သူကလည်းကိုယ့်ပုံစံကိုလက်ခံနိုင်ဖို့လိုအပ်တယ်သူဘက်ကအလောတကြီးကိုပြုပြင်ပြောင်းလဲချင်တာမျိုးမဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ကိုယ့်ဘက်ကလည်းသူအဲ့လိုကိုယ်စေနာနဲ့ဒါမျိုးဖြစ်စေချင်တယ်ဆိုတဲ့ဟာမျိုးကိုယ့်ဘက်ကလက်ခံနိုင်ပြီးတော့နှစ်ဦးသားအဲ့လိုရှေ့ဆက်သွားမှာပဲရေရှည်သွားပြလိမ့်မယ်အဲ့ဒါလေးတော့လိုအပ်တယ်ပေါ့နော်ဒါပေမဲ့နှစ်ယောက်ကတော့လေအချင်းချင်းတော့စိတ်ရေးမှန်တယ်ဒါပေမဲ့ဖြစ်ချင်နေဆိုတဲ့စိတ်ကလေအဲ့တယောက်နဲ့တယောက်ဖိအားပေးနေကြမှာပေါ့နော်အဲ့ဒါမျိုးလေးတော့တွေ့ရတယ်အဲ့ဒါတခုပဲသတိထားရမှာပေါ့နော်ကျန်တဲ့ဟာလေးတော့ရေရှည်အဆင်ပြေဖို့ရှိတာမျိုးလေးတော့ဒီမှာသွားပြီးတွေ့ရပါတယ်အဲ့တော့ပိုင်း3တွေအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အကယ်၍နောက်ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုခြင်းဆိုလို့ရှိရင်တော့ comment လေးတွေမှန်သွားခဲ့ပြီပါပြီးတော့ဒီ personal reading တွေမြင်မြင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ before after ရဲ့ Telegram မှာလည်းလာရောက်မြင်မြင်လို့ရတဲ့မျိုးFacebook မှာလည်းလာရောက်မြင်မြင်လို့ရပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်တာယာတဲ့နေ့ရက်လေးဖြစ်ကြပါစေ boot ကောင်မှာတော့ point 4တွေအလဲပေါ့နော် point 4တွေအနေနဲ့ main ဘဝတွေဘယ်သူတွေဝင်လာဖို့ရှိလဲဆိုတော့ pick up reading လေးကိုကြည့်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ point 4တွေပေါ့နော်ဒီအခြေအနေနဲ့ဘယ်သူတွေဝင်လာဖို့ရှိလဲဘယ်လိုပုံစံရှိလဲဘယ်လိုဝင်လာမလဲသူဘက်ကစိတ်ထားဘာတွေဆက်ဖြစ်ဖို့ရှိလဲဆိုတော့အကြောင်းတွေကြည့်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ point 4တွေကိုကြည့်လိုက်ကြရအောင်
အဲ့တော့ point 4တွေအနေနဲ့ခုလက်ရှိမှာဘယ်လိုဖြစ်နေလဲဆိုတာလေးကိုအရင်ဆုံးပြပြပေးမယ်ပေါ့နော်အဲ့တော့ point 4တွေအနေနဲ့ခုလက်ရှိမှာပြောမယ်ဆိုရင်ကိုယ့်ရဲ့မိသားစုပြန်ကြည့်နေရတယ်ဆိုရင်များတယ်ပေါ့နော် point 4တွေအနေနဲ့ကလေကိုယ့်မိသားစုကိုပြန်ကြည့်ပေးနေရတဲ့အချိန်ဖြစ်တယ်အဲ့တော့လောလောဆယ်အခြေအေးမှာတော့အရင်တော့စိတ်တော့မရှိသေးဘူးဒါပေမဲ့နည်းနည်းတော့ဒီ 100% မဟုတ်ပေမဲ့တဝက်လောက်တော့ point 4တွေစိတ်ထဲမှာအခြေအနေပတ်သက်ပြီးတော့မျောလင်းထားတာလေးတော့ရှိတယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာ point 4တွေအနေနဲ့ငွေကြေးမိသားစုအရေးပို့ပြီးအရေးပါနေတယ်ပို့ပြီးအရေးကြီးနေတယ်ပို့ပြီးတော့ဦးစားပေးနေရတယ်ဆိုတဲ့ဟာမျိုးလေးဒီမှာသွားပြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ point 4တွေအနေနဲ့ပေါ့နော်ကိုကလေဘယ်လိုဖြစ်လဲဆိုတော့အခြေအနေပတ်သက်ပြီးတော့ကိုက standard မြင့်နေပဲပြောအောင်လားမသိဘူးချစ်မိသွားပြီဆိုရင်လေကိုကဘာမှမမြင်တော့သလိုမချစ်ရသေးဆိုရင်လည်းကိုက standard မြင့်နေသူတွေမှာပါတယ်ကိုကို princess treatment ပဲပြောအောင်လားကိုတကယ်ဂယူးဆိုင်ပြီးချစ်နာပြီးလုံးဝလိုသေးမရှိအောင်ထားပြီးတဲ့သူမှလိုချင်တယ်ပြီးတော့ကိုရဲ့ဒီ point 4ကြည့်နေသူတွေမှာအများကြီးဆိုတော့ standard ကတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးဒါပေမဲ့ overall energy ကတော့လေတော်တော်များများကstandard မြင့်ကြတယ်ဒီလိုပုံစံရမှထားမယ်ဒီလိုပုံစံများရင်မထားအောင်ဒါငါးကြိုက်မဟုတ်သေးဘူးဆိုတဲ့ပုံစံမျိုးတွေများတယ်အဲ့တော့မတွဲသေးခင်တော့အဲ့လိုဖြစ်ပဲဒါပေမဲ့စိတ်တက်ရှိသွားပြီတကယ်ချစ်သွားပြီတွဲသွားပြီဆိုတကယ်သူမသူဖြစ်တယ်ဘလို့ပဲတစ်ဖက်လူဘက်ကကိုကြိုက်တယ်လို့လုပ်ပါစီခံနေသူပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တယ်အဲ့တော့ point 4တွေအနေနဲ့ဘယ်သူတွေဝင်လာဖို့ရှိလဲဆိုတော့အတိတ်ကလူပြန်ဝင်လာမယ်ပြီးတော့လူသစ်ဝင်လာဖို့ရှိတယ်အတိတ်ကလူကပိုးပြီးများနေကိုအရင်တော့ကသိခဲ့တဲ့သူခင်ခဲ့တဲ့သူတော်တော်လေးခင်ခဲ့တဲ့သူပြန်လာမယ်တချို့က X ပြန်လာဖို့ရှိတယ်ဗီဇာဟောင်းအဆက်ဟောင်းပြန်လာဖို့ရှိတယ်ပေါ့နော်အဲ့တော့ကို move on လုပ်ပြီးတော့ဒီတယောက်ကိုမေးဖို့စူးစမ်းနေတဲ့အချိန်မှာပြန်ရောက်လာကြမဲ့သူတွေရှိတယ်ပေါ့နော်အတိတ်ကလူပြန်ရောက်လာဖို့ရှိတယ်အသစ်ရောက်လာမဲ့သူကတော့ဒီအခုကနေပြီးတော့2လအတွင်းဒီဗီဒီယိုကြည့်တဲ့အချိန်ကနေ2လအတွင်းတယောက်ရောက်လာဖို့ရှိတယ်သူကတော့ကိုယ့်ထက်အသက်ကြီးတယ်ပြီးတော့ပုံစံကနည်းနည်းဘယ်လိုပြောရမလဲလူကြီးဆန်တဲ့ပုံစံသွားပေါက်တယ်ပေါ့နော်ဥပမာကိုကအသက်30ဆိုသူ့ပုံစံအသက်40လောက်ပေါက်နေတဲ့ပုံစံမျိုးဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့ तू ကငွေကြေးဥစ္စာချမ်းသာတာပစ္စည်းရှိတာမျိုးတခုခုအဲ့လိုငွေကြေးချမ်းသာတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဝင်လာမဲ့ तू အသက်တယောက်ကလေအဲ့တော့ तू ကတော့ကိုယ့်ကိုတော်တော်လေးတော့ယူဆိုင်ပေးမယ်ကျင်တာပေးလိမ့်မယ်တခုရှိတာက तू ကအရင် social ကြရတယ်ပေါ့နော် social ကြရတယ်ဆိုတာကတစ်ဖက်လူတွေအပေါ်မှာအရင်ဂယူးဆိုင်တာမျိုးအရင်အပေါင်းသိမ်းများတာမျိုးပွဲလန်းတဲ့ပင်အရင်ကြိုက်တဲ့သူမျိုးဖြစ်တဲ့ extrovert ပုံစံမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ပိုင်း4တွေအနေနဲ့တိတ်ပြီးပဝင်မကြတာမျိုးဖြစ်လိမ့်မယ်အဲ့တော့သူနဲ့ကတော့အမှတ်မထင်ပြန်ဆုံရတာမျိုးပြန်ပြီးသူ့ဘက်ကဆက်သွယ်လာတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အရင်ရီးစားဟောင်းအဆက်ဟောင်းနေရလဲကိုယ့်ကိုအမှတ်မထင်တွေ့တာပြန်လာဆက်သွယ်တာမျိုးကြုံရလိမ့်မယ်လို့ဒီဘက်တော့တွေ့ရတယ်အဲ့တော့ပိုင်း4တွေအနေနဲ့လေတခုတတိပေးချင်တာကဟိုမှာပင်ပန်းရတာမျိုးတွေရှိနေတယ်ကိုမိသားစုရေးငွေကြေးကြောင့်ပင်ပန်းနေရတဲ့ကြားထဲဟိုမှာထပ်ပြီးတော့စိတ်ပင်ပန်းမှာမျိုးတွေကိုမရွေးချယ်မိဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့တော်တော်လေးစိတ်ပင်ပန်းပြီးတော့လေကျန်တဲ့ဟာတွေပါဘာမှမလုပ်နိုင်ပဲနေမကောင်းဖြစ်တာစိတ်တက်ကြတာပဲဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုတော့သတိထားရမယ်အဲ့လိုပုံစံမျိုးလေးတွေတော့တစ်ချက်တွေးထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ point 4တွေအနေနဲ့ဒီအတွေးမှာရွေးချယ်ရမှာကဘယ်သူနေပဲဖြစ်ဖြစ်ပေါ့နော်ကိုဒီအခြေရေးကိုသွားမှာလားသွားမယ်ဆိုရင်တော့အရင်မမျောလင့်တာနဲ့အရင်စိတ်ထဲမှာမနစ်ထားနဲ့ဘာလို့လဲဆိုတော့ point 4တွေတော်တော်များများကတကယ်တွဲပြီးတကယ်ချစ်ပြီးတကယ်စိတ်ထဲရှိပြီးဆိုစိတ်ထဲနှစ်ထားတာများတယ်အဲ့တော့အပူပေါ်အပူဆင့်သွားလိမ့်မယ်ပေါ့နော်မဟုတ်ဘဲနဲ့လောလောဆယ်ကိုယ့်ရဲ့ personal development အပိုင်းကိုတိုးတက်ရတိုးတက်ကြအောင်အပိုင်းအရင်သွားမယ်ပြီးတော့မှအခြေထဲဝင်မယ်တစ်ဖက်လူကိုလည်းခဏစောင့်ဆိုင်ကိုင်းနားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေလိမ့်မယ်ပေါ့နော်မဟုတ်ဘဲနဲ့အခြေထဲဝင်သွားမယ်ဆိုရင်သတိပေးချင်တာကမမျောလင့်ဖို့လိုအပ်တယ်အရင်မတွေးရဖို့လိုအပ်တယ်တစ်ဖက်လူပုံစံတွေကိုအရင်ဘယ်လိုပြောရမလဲကိုနဲ့အဝင်ဝင်ကြဖြစ်အောင်မလိုက်ရောမိဖို့လိုအပ်တယ်ပေါ့နော်ဥပမာတစ်ဖက်လူက social ကြတယ်အရင်ပွဲလဲတဲ့ပင်ကြတယ်ကိုကမကြိုက်ဘူးဆိုအတင်းလိုက်ပြီးတော့စူးစမ်းနေတာမျိုးအဲ့ဒါမျိုးကပိုပြီးပိုဆိုးလာနေမယ်ပေါ့နော် point 4တွေအဲ့တော့ point 4တွေအနေနဲ့လောလောဆယ်မှာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ငွေကြေးပိုင်းကိုကြည့်နေရတဲ့အချိန်မှာတခြားဟာတွေကိုအရင်အာယုံစိုက်မနေသင့်ဘူးဆိုတဲ့ဟာမျိုးလေးတော့ပို့ပြီးတော့သတိပေးခြင်းတယ်ပေါ့နော်အဲ့တော့ point 4တွေအနေနဲ့ကတော့ဝင်လာတဲ့လူကတော့အဲ့လို2ယောက်3ယောက်ဖြစ်နေမယ်ပေါ့နော်ကိုယ့်ရဲ့အဆက်ဟောင်းလည်းပါတယ်လူသစ်လည်းပါတယ်လူသစ်ဆိုပေမဲ့လည်းကိုယ်လည်းအရင်တော့တီးခဲ့တဲ့သူခင်ခဲ့ဘူးတဲ့သူဖြစ်နေမယ်
သူနဲ့တွေ့ဖို့ရှိတယ်သူဘက်ကလည်းကိုယ်ခြေလမ်းလေးထပ်တိုးလာဖို့ရှိတယ်အဲ့တော့တွဲပြမတွဲပြကတော့ by 4တွေပေါ်မူတည်တယ်အကဲရေရှည်သွားမယ်ဆိုရင် by 4တွေနဲ့ခုနကပြောတဲ့ဟာကိုရွေးချယ်မှရမယ်အရင်ဆုံးကိုအရင်ဆုံးတိုးတက်အောင်ရေလုပ်ပလားဒါမှမဟုတ်အခြေကိုရွေးမလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးအရင်ဆုံးတွေးပြီးတော့လုပ်မှရမယ်အခြေကိုရွေးမယ်ဆိုရင်လည်းကိုယ့်ဘက်ကအခြေကိုလုံးလုံးနဲ့လျာရွေးချယ်လို့မရနိုင်ဘူးပေါ့နော်ဟိုတစ်ဖက်လူအပေါ်လည်းရမ်းမျောနေတာလို့မရဘူးအော်ငါဒီချိန်မှာတော့ဒါကြီးလောက်ရအောင်မယ်ငွေကြီးရှာရအောင်မယ်မိသားစုတက်လောက်အောင်မယ်ကိုတိုးတက်ကြောင်းလည်းလောက်ရအောင်မယ်အဲ့တော့အခြေရေးကိုဒီလောက်တော့ချိန်ပေးလိုက်မယ်ဆိုတဲ့ဟာမျိုးနဲ့သွားမရမယ်မဟုတ်ဘဲနဲ့အခြေရေးမှာပဲနစ်မြုပ်သွားမယ်ဆိုရင်ကျန်တဲ့ဟာတွေထိခိုက်လာလိမ့်မယ်လို့ဒီမှာတွေ့ရတယ်ပေါ့နော်မိသားစုစီးပွားရေးငွေကြီးပြီးတော့ကိုယ့်ရဲ့တိုးတက်ကြောင်းကိုယ့် skill တွေပါထိခိုက်လာမယ်လို့တွေ့ရတယ်အဲ့တော့ by 4တွေအနေနဲ့အဲ့ဒါလေးတစ်ချက်သတိထားပြီးမှတစ်ဖက်လူဟိုကိုယ့်ဘဝရဲ့အဝင်ခံစေခြင်းပဲပေါ့နော်အဲ့တော့ဝင်လာမဲ့သူတွေကတော့ရှိတယ်အထူးသဖြင့်စိတ်ပင်ပန်းစရာတွေကတော့အဆက်ဟောင်းနေပြန်ပြီးတော့ဝင်လာဖို့ရှိတယ်ပြန်ပြီးစိတ်တော့ကလာပေးဖို့ရှိတယ်ပေါ့နော်တချို့တွေကလည်းကိုမျောလင်းထားတဲ့သူကအဆက်ဟောင်းဖြစ်တယ်ဆိုရင်တော့အဲ့အဆက်ဟောင်းလာတဲ့အချိန်မှာကိုယ်စိတ်ကိုနိုင်အောင်ထိမ့်ဖို့လိုအပ်တယ်လို့တော့မှားခြင်းတယ်ပေါ့နော်အဲ့ဒါမျိုးလေးတော့ဒီမှာသွားတွေ့ရတယ်အဲ့တော့ဒီချိန်မှာတော့ by 4တွေအနေနဲ့ကိုပြန်ပြီးသုံးသပ်ကြည့်ဖို့လိုအပ်နေတယ်ပြန်ကြည့်ဖို့လိုအပ်နေတယ်အဲ့ဒါမှသာအဆင်ပြေလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်လောလောဆယ် by 4တွေအနေနဲ့အခြေရေးလာကြည့်နေပေမဲ့ဘေးမှာတကယ်ဂရုစိုက်ပြီးကြည့်ရမယ်ရအောင်ကိုနဲ့ကိုမိသားစုကိုငွေကြေးပိုင်းကိုတိုးတက်ကြောင်းအတွက်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါလေးတော့တစ်ချက်သတိပေးချင်ပါတယ် by 4တွေအားလုံးပဲအဲ့တော့ကိုအဆက်ဟောင်းနဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်အဆင်ပြေမလားဆိုရင်တော့ပြေဖို့တော့တိတ်မရှိနေဘူးပြန်ပြီးတော့အဆက်အသွယ်ပြတ်သွားဖို့ရှိတယ်လူသစ်နဲ့ဆက်သွားမယ်ဆိုရင်လည်းပို့ပြီးတော့စိတ်တက်ကြလာဖို့ပို့ပြီးတော့အဆင်မပြေဖြစ်လာဖို့ရှိတယ်အဲ့ဒါကြောင့်ခုနကပြောတာပေါ့နော်ကိုယ်အနေနဲ့အခြေရိုးတော်သိမ့်ရုံပဲအချိန်ပေးပြီးတော့ရန်နင်းမြုံမသွားဘူးလိုအပ်တယ်ဆိုတဲ့ဟာမျိုးလေးပေါ့အဲ့တော့အဲ့ဒါမျိုးလေးလုပ်မယ်ဆိုတော့ပို့ပြီးအဆင်ပြေဖို့ရှိတယ်ဒါပေမဲ့ဒီမှာတွေ့ရတဲ့လောက်က by 4တွေကိုလေးပါ message တွေပေးနေလဲဆိုတော့ကိုပြန်ကြည့်ပါကိုတိုးတက်ကြောင်းအရင်လုပ်ပါကိုအရင်ဆုံး level မြင့်ပါဆိုတဲ့ဟာမျိုးပေါ့နော် energy မြင့်ပါဆိုတဲ့ဟာမျိုးဒီမှာလာကြရတယ်အဲ့ဒါမှဒါကျန်တဲ့ဟာတွေအဆင်ပြေလာမယ်လို့လာကြတယ်အခုကအကုန်လုံးကစုပြုံပြီးတော့အဆင်မပြေဖြစ်နေတာမျိုးပေါ့နော်အဲ့တော့ထပ်ပြီးတော့ပြဿနာတွေထပ်မတိုးလာခင်ကိုအရင်ကြည့်ပြီးတော့ပြောင်းလဲတင်တယ် level ထပ်မြင့်တင်တယ်ဆိုတဲ့ဟာမျိုးပဲဒီမှာလာကြရတယ်ပေါ့နော်အဲ့တော့ by 4တွေအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အကယ်၍ personal reading တွေမြင်မြင်ချင်တယ်ဆိုလို့ရှိရင်တော့ before after ရဲ့ Telegram မှာလာရောက်မြင်မြင်လို့ရတယ်လို့မျိုး Facebook မှာလည်းလာရောက်မြင်မြင်လို့ရပါတယ်အဲ့တော့နောက် video တွေမှာပြန်ဆုံကြမယ်နော်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေ